အားလုံးပဲမင်္ဂလာပါပါနော်ကျွန်တော်ဒီနေ့မှာတော့ဒီလာမဲ့စစ်ကောင်စီကျင်းပတဲ့ရေခောက်ပွဲနဲ့ပတ်သက်ပြီးလူငယ်တွေရဲ့ထေမီယူဆချက်သဘောထားတွေကိုလိုက်ပြီးတော့မေးကြည့်မှာဖြစ်ပါတယ်နော်ဒီလာမဲ့ရေခောက်ပွဲနဲ့ပတ်သက်ပြီးခင်ဗျားတို့ရဲ့ထေမီယူဆချက်ကိုပြောပြပေးနိုင်မလားပေါ့ ဒီလာမဲစစ်ကောင်စီရောက်ပွဲဟာတရားမျှတမှုလည်းမရှိဘူးလူနလာမဲပေးပန်ခွင့်လည်းမရှိဘူးချေချောင်းမှုရှိတယ်လို့ကျွန်မအနေနဲ့မြင်မိရပါတော့ ကျွန်တော်မြင်မှာလွတ်လွတ်လပ်လပ်မဲပေးပိုင်ခွင့်ရှိတဲ့ကြောင့်မို့ဒီမိုကရေစီအင်္ဂါရတွေနဲ့မကိုက်ညီဘူးလို့ကျွန်တော်ကြောင်းနေနဲ့မြင်မိရောနော် ဟုတ်ကဲ့ကျွန်မအနေနဲ့ကျတော့ဒီသူတို့အနာတင်ရဖို့အတွက်ဒီရေကောက်ပွဲကိုကျင်းပရခြင်းဖြစ်တယ်လို့ကျွန်မမြင်ကျွန်မကတော့ဒီရေကောက်ပွဲတရားမွေတဲ့ရေကောက်ပွဲလို့မြင်မိရပါတော့ဘာလို့ဆိုသူတို့ကဒီတရားဝယ်ဆိုရမဟုတ်ဘဲနဲ့အရှိမရှိပဲနာနီတာတဲ့တွင်သူတို့နေရာလူယူတဲ့အတွက်ကြောင့်မို့ဒီပြည်သူတွေတရားဝယ်ထောက်ခံအောင်ဆိုမှသူတို့ဒီရေကောက်ပွဲကိုပြန်ကြည့်ပါတာဖြစ်တယ်ပေါ့နော်အဲကြောင့်မို့ဒီရေကောက်ပွဲကိုပါဝင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အသက်ကိုတရားဝယ်တက်ခွင့်ပေးသွားသလိုပဲလို့ကျွန်မမြင်မိပါတယ်ပေါ့ ကျွန်တော်ခင်ဗျာဆက်ချရပြီးလုံးကျကျင်းပါမှာမဟုတ်နဲ့အပိုင်းလိုက်ခွဲပြီးကျင်းပါတာကြောင့်စစ်မှန်တော့ဒီမိုကရေစီရေကောက်ပွဲလို့ကျွန်တော်မထင်ပါ ကျွန်တော်အမြင်မှာတော့ဒီရေကောက်ပွဲကဘယ်လိုမျိုးလဲဆိုတော့သူကအနိုင်နဲ့ရှုံးကရှိပြီးသားဆိုတော့ရေကောက်ပွဲကသူ့လက်ထဲမှာပဲရှိရလို့ကျွန်တော်မြင်ပါတယ် ဟုတ်ကဲ့ကျွန်တော်တော့ဒီရေကောက်ပွဲမှာတော့ပြည်သူလူထုရဲ့တရားဝယ်ဆိုရမဟုတ်တဲ့အတွက်ကြောင့်ဒီရေကောက်ပွဲမှာလည်းမလုပ်သင့်ဘူးလို့ကျွန်တော်မြင်ပါနော် ကျွန်တော်ဒီရုပ်ောက်ဘက်ကိုဗလဲရုပ်တရုပ်ပြပွဲတစ်ခုလို့ကျွန်တော်မြင်တာဘာဖြစ်လဲဆိုတော့သူတို့ဂျိုကန်ချယ်လမှုတွေရှိနေတယ်သူတို့ကချင်တဲ့ပုံစံအတိုင်းကရမယ့်ပါတီတွေပြည့်နေနေတဲ့အရာတစ်ခုဖြစ်တယ်အင်အားကြီးတဲ့ပါတီဖြစ်တဲ့ IND လည်းမပါဝင်တဲ့အခါကျတော့ဒီသူရွေးကောက်ပွဲကတရားမဝင်ဘူးလို့ကျွန်တော်ပြောချင်တယ် ကျွန်တော်ထင်မြင်စားချာပုလင်းမြင်တောင်မှုမရှိတဲ့ရေကောက်ပွဲပဲထင်ပါတယ် ကျွန်တော်ဒီမက်ဆေ့ပေါ့နော်ရလာမဲ့မက်ဆေ့အထက်မှာသူတို့လိန်ညာပြရတဲ့မက်ဆေ့ပဲကျွန်တော်ချင်ပါနော် ကဲပါတရားဝင်ဆိုရမဟုတ်တာမို့နိုင်ငံကတက်ခံမှုမရှိတဲ့ရေကောက်ပွဲဖြစ်မှာလို့ကျွန်တော်ယူဆပါတယ် ကျမမြင်မှာကြတော့ဗောနော်ဒီရေကောက်ပွဲကပြည်သူတွေလူလတ်ဆောင်မဲ့ပေးပိုင်ခွင့်မရှိဘူးလို့တော့မြင်ရပါတော့ စစ်ကောင်စီကိုအကျိုးပေးတဲ့2008ဖွဲ့စီပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းတဲ့ရွေးကောက်ပွဲတစ်ခုပဲဖြစ်ရလို့ကျွန်မထင်ရပါတော့။ကျွန်မမြင်ကြတော့ပြည်သူလူထုရဲ့ကြောက်ရွံ့မှုတွေဖိနှိပ်မှုတွေပြင်းနေနေတဲ့မဲတမဲလို့ကျွန်မမြင်ပါတော့ ဟုတ်ကျွန်တော်မြင်ရတော့ဗောနော်ဒီရေကောက်ပွဲဟာဒီစစ်သားရဲ့နိုင်ငံရေးတစ်ပတ်တစ်ခုဖြစ်နေတယ်ဗောနော် လာမဲ့ရေကောက်ပွဲဟာပြည်သူတွေအတွက်ထပ်ပေါက်တစ်ခုမဟုတ် ထောင်6ခုတာဖြစ်တယ်ဒီရေကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှု လောက်ချုံမှုဒီမဲ့တဲ့ရေကောက်ပွဲတာဖြစ်သည် စေရစုံမ အကြံဖတ်မှုလူခွင့်ရေးရှုဖောက်မှုများ ကျွလွန်နေတဲ့ဆရာနာရှင်ကို တွေတို့တရားဝင်အစိုးရခါရမလား ပြည်သူတွေရဲ့အနာဂတ်ကို လူစုရဲ့လက်ထဲမှာထက်မိပါစေနဲ့ သိမဲ့ဖြစ်အနာရှင်ကို တဲ့ဆိုမရှိစေနဲ့ ဒီမဲ့ဖြစ်တရားဝင်လူသားခွင့်ပေးရ တရားဝင်